မိမိတွေတော်တော်များများမေးလေးရှိကြတယ်ဒီ grade 2တင်ကန်းစာတွေကကိန်းခွဲပြီးတော့မှနှုတ်တဲ့တင်ကန်းစာလေးကိုလွယ်ကူရိုးရှင်းစွာတွက်လို့ရမယ်နည်းလမ်းလေးကိုဒီနေ့မှာပြန်ပြီးတော့မှမျှဝေပေးပါမယ်ရှင်25ရက်8ကိုနှုတ်မယ်ဆိုရင်ကျမတို့ကဒီ25ကိုခွဲပြီးတော့မှလည်း8ကိုနှုတ်လို့ရတယ်လို့အနောက်က8ကလေးကိုကိန်းခွဲပြီးတော့လည်းနှုတ်လို့ရပါတယ်အဲဆိုရင်ကျမတို့ကဒီ8ကလေးကိုခွဲပြီးတော့နှုတ်မယ်ပေါ့နော်25မှာပုံနေတဲ့နောက်ကကိန်းလေးကဘယ်လောက်လဲဆိုတော့9ဒါဆိုရင်အဲ့ဒီ9ကိုဖယ်ထုတ်ရပါမယ်23ဆိုရင်3ကိုခွဲမယ်3ကိုနှုတ်မယ်ပေါ့26ဆိုရင်6ကိုနှုတ်မယ်24ဆိုရင်4ကိုနှုတ်ပါမယ်အနောက်ကပုံနေတဲ့အစွန်းတွက်ကိန်းလေးကိုဒီမှာထည့်ပြီးတော့မှဒါနှုတ်ရမှာဖြစ်တယ်ဒါဆိုတော့10ဖြစ်ဖို့9ရက်မိတ်ဆွေဘယ်သူလဲ3ကိန်းလေးခွဲပြီးသွားပြီဆိုရင်နှုတ်လို့ရပါပြီ25တဲ့က9ကိုနှုတ်မယ်20ကျန်ပါမယ်20တဲ့ကနေမှ3ကိုလာနှုတ်ပါမယ်နှုတ်မဲ့ကကြရင်ကျမတို့ကကိန်းတွေကိုယော့ပြီးတော့မှအနောက်ကနေပြောင်းပြန်ဆိုပြီးတော့မှနှုတ်သွားမှာဖြစ်ပါတယ်20တဲ့ကနေ3ကိုနှုတ်မယ်ဆိုရင်လက်ကို3ချောင်းထောင်3ချောင်းထောင်ပြီးတော့မှဒါအနောက်ကနေယော့သွားမယ်20တဲ့ကနေ3ကိုနှုတ်19 18 19ဒါဆိုရင်သူ့ရဲ့အဖြေလေးကတော့19ဖြစ်ပါတယ်